ဒီလူဟာဝိတ်လျှော့ကျင်လုံးလို့အနှစ်20လုံးအစာတလုတ်တောင်မစားခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာစက်ကူတစ်ချက်လိုမျိုးပါးလွာပိန်ကျုံသွားတော့တာပေါ့တနေ့မှာသူကသူ့ခွေးလေးကိုအပြင်ခေါ်လာပါတယ်ခြေလမ်းနဲ့ငယ်လန့်ပြီးတာနဲ့လေတိုက်လို့သူဟာကောင်းကင်ပေါ်လွင့်တက်သွားပါလေရောသူ့ခွေးကလည်းသူ့သခင်ကိုဆုံးလို့ထင်ပြီးလိုက်ဆွဲနေတာပေါ့ဝိတ်ကျသွားပြီးနောက်မှာသူ့ဘဝကြီးဟာကမောက်ကမတွေဖြစ်ကုန်တော့တာပဲတွားတိုက်ရင်တောင်သူ့ကိုယ်သူပြန်ထိုးမိပြီးပေါက်ထွက်သွားမှဆိုလို့တတိထားပြီးတိုက်နေရပါတယ်ကော်ဖီသွားဝယ်တဲ့အခါမှာလဲဆိုင်ရှင်ကသူ့ကိုမမြင်နိုင်ဘူးဖြစ်နေတာပါသူဘေးတိုက်ကနေရှေ့တဲ့ကိုလှည့်လိုက်မှပဲဆိုင်ရှင်ကသူ့ကိုတတိထားမိသွားပါတယ်တငယ်ချင်းနဲ့ဘတ်စကတ်ဘောကစားတဲ့အခါမှာလဲနည်းနည်းလေးပုတ်တိုက်မိုံနဲ့တင်သူကလွင့်ထွက်သွားတော့တာပေါ့သူ့တငယ်ချင်းလဲကြောက်သွားပြီးသူနဲ့နောက်တစ်ခါထပ်မကစားရဲတော့ပါဘူးကားမောင်းတာတောင်သူ့အတွက်စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်ဒီနေ့မှာဆိုဖာပေါ်ထိုင်ပြီးသတင်းစာဖတ်နေတော့တတိမထားမိပဲသူ့ခြေရောက်ကဖုံးဆုပ်ဆက်ထဲပါသွားပြန်ရောအရန်ကြီးပိန်လုံးတဲ့အတွက်သူဟာသတင်းတွေထဲမှာတောင်ဖိတ်ကြားခံရပါတယ်အစီအစဉ်တင်ဆက်သူကဘလို့လုပ်ပြီးဒီလောက်တောင်ပိန်သွားတာလဲလို့မေးတော့တာပေါ့ဒီလူကတော့ဘာမှပြန်မပြောပဲပြုံးနေပါတယ်ဒါပေမဲ့ဒီလောက်ပိန်နေတာကလည်းကောင်းကွက်လေးတွေတော့ရှိပါတယ်ဒီနေ့မှာအလိုလျောက်ရောင်းဆက်တစ်ခုရှိကဖြတ်သွားရင်သူကြိုက်တဲ့အာလူးကြော်ထုတ်ကိုတွေ့သွားပါတယ်အဲ့ဒီချိန်မှာပဲမုံအလာကားစားဖို့အတွက်ကောင်းတဲ့အိုင်ဒီယာတစ်ခုရသွားပါတယ်သူဟာဆက်ထဲကိုတွားဝင်ပြီးမုံကိုယူစားနေတာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကြောက်စရာကောင်းတာတစ်ခုဖြစ်သွားပါတယ်သူခန္ဓာကိုယ်ကြီးကမူလအတိုင်းရုတ်တရက်ပြန်ကြီးထွားလာပါလေရောသူ့ရဲ့စူးစမ်းအားထုတ်မှုတွေအကုန်လုံးအလဟတ်တဖြစ်သွားခဲ့ပါပြီသူ့ရဲ့ဝိတ်လျှော့တဲ့အစီအစဉ်ကြီးဟာလုံးဝကိုကျဆုံးသွားခဲ့ပါပြီသူ့ကိုအသေးလေးပေးပြီးအပြင်ပြန်ထွက်နိုင်အောင်ကူညီပေးလိုက်ကြပါအောင်